ဒီမော့ဆိုတွင်ခလာရ100နှစ်တက်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်မိဘ2ပါးနှင့်အဖွားဖြစ်သူအပါအဝင်3ဦးသေဆုံးပြီးကလေး3ဦးဒဏ်ရာရကာမိဘမဲ့ဖြစ်သွားကရင်ပြည်နယ်ဒီမော့ဆိုမြို့နယ်တွင်စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်မိဘ2ဦးနှင့်အဖွားဖြစ်သူစုစုပေါင်း3ဦးသေဆုံးပြီးကလေးငယ်3ဦးမှာဒဏ်ရာများရရှိကာမိဘမဲ့ဖြစ်သွားကြောင်းဒေသပြည်သူများနှင့် Free Burma Ranger အဖွဲ့ထံမှသိရပါသည်။စက်တင်ဘာလ17ရက်နေ့ည10:20မိနစ်အချိန်ကရင်ပြည်ဒီမော့ဆိုမြို့နယ်ဒေါပြခုကျေးရွာသို့ငွေတောင်အခြေစိုက်ခလာရ100နှစ်တက်ရင်းကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာမိသားစု6ဦးနေထိုင်သောနေအိမ်ပေါ်သို့လက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့ကြောင်းလက်နက်ကြီးပောက်ကွဲမှုကြောင့်အသက်11နှစ်အရွယ်ဒေါ်မီမာအသက်18နှစ်အရွယ်ဒေါ်တူမာနဲ့အသက်44နှစ်အရွယ်ဥက္ကရာရေးတို့တေဆုံးခဲ့ပြီးအသက်15နှစ်အသက်12နှစ်နဲ့အသက်8နှစ်အရွယ်ကလေးငယ်တို့မှာဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ကလေးမိခင်ဖခင်နဲ့အဖွားကလက်နက်ကြီးကြပြီးပွဲချင်းပြီးဆုံးတဲ့ကလေး3ဦးကဒဏ်ရာလဲရတယ်မိဘမဲ့လည်းဖြစ်တယ်ဟုစစ်ပေးရှောင်တဦးကပြောပါတယ်။လက်တလောဒီမော့ဆိုနဲ့ဖရူဆိုမြို့နယ်အတွင်းသို့စစ်တပ်ကစစ်ကြောင်းထိုးနေပြီးထိတွေ့တိုက်ပွဲများမှာနေ့စဉ်ဖြစ်ကြောင်းလေရင်ဖြင့်ကင်းထောက်ခြင်းဒရုန်းဖြင့်ဘုံကျဲခြင်းနဲ့လေရင်ဖြင့်ဘုံကျဲခြင်းများလည်းတောက်လျှောက်ဆိုသလိုကြုံတွေ့နေရကြောင်းစစ်ပေးရှောင်ပြည်သူများထံမှသိရပါတယ်။စစ်တပ်ကဒီမော့ဆိုနဲ့ဖရူဆိုရဲကိုအင်အားလုံးရင်းနဲ့ကိုဝင်လာနေတဲ့စစ်ပေးရှောင်တွေကအတိအကျမရှိဘဲပြေးလွှားနေရတော့မဲဟုစစ်ပေးရှောင်ပြည်သူတဦးကပြောပါတယ်။ဒီမော့ဆိုမြို့နယ်အတွင်းဟာစစ်တပ်ကမြို့ပေါ်ဧရိယာနဲ့နေရာများစုကိုပြန်လည်ထိန်းချုပ်ထားပေမဲ့တော်လှန်ရေးတပ်များကပျောက်ကြားစနစ်ဖြင့်ပြန်လည်တိုက်ခိုက်နေကြောင်းစစ်တပ်ရဲ့စစ်ကြောင်းများမှာဒီမော့ဆိုမြို့နယ်အတွင်းမှဖရူဆိုမြို့နယ်ဘက်သို့ဆက်လက်စစ်ကြောင်းထိုးရန်ပြင်ဆင်နေတော့လဲလက်တလောတော်လှန်ရေးတပ်ဖွဲ့များကစုပေါင်းခုခံတိုက်ခိုက်နေသဖြင့်နေ့စဉ်ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားလျက်ရှိကြောင်းတော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကပြောဆိုပါတယ်။